1924ခုနှစ်ဂျပန်နိုင်ငံတိုကျိုမြို့ရဲ့စိတ်ငြိမ်တဲ့စင်ကြင်ပုံရက်ွက်လေးတစ်ခုမှာတိုကျိုတက္ကသိုလ်ကစိုက်ပျိုးရေးပါမောက္ခကြီးဣရစာဘူရူဦးဝဲနူဆိုတဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်နေထိုင်ခဲ့ပါတယ်။ပါမောက္ခကြီးမှာချစ်စရာကောင်းတဲ့ဇနီးတဲ့ယာရဲကိုရှိသလိုအိမ်မှာဝိုင်းကူလောက်ကင်ပေးနေတဲ့အိမ်စီတွေလည်းရှိပါတယ်။သူတို့မိသားစုကချမ်းသာကြွယ်ဝပြီးတော့အေးချမ်းလှပေမဲ့ရင်းထဲမှာတော့တခုခုလိုအပ်နေတယ်လို့ဟာတတာဖြစ်နေခဲ့တာပါ။ဘာဖြစ်လို့လဲဆိုတော့ပါမောက္ခကြီးနဲ့ဇနီးတယ်မှာတာသမီတယောက်မှမထုံကားခဲ့လို့ပါပဲ။ပါမောက္ခကြီးရဲ့နေ့စဉ်ဘဝတိတ်ပြီးတော့ထူးထူးခြားခြားမရှိပါဘူး။မင်းနှမုံးလေးအိမ်ကနေထွက်ရှိဘူးရဘူးတယုံထိလက်လျှောက်သွားပြီးရထားစီတက္ကသိုလ်မှာစားသွားတင်ပါတယ်။ညနေပိုင်းညရင်ရထားနဲ့ပြန်လာပြီးတော့မိသားစုနဲ့အချိန်ကုန်ဆုံးပါတယ်။ဒီလိုနဲ့တရက်မှာတော့သူ့ရဲ့တပည့်ဖြစ်သူကပါမောက္ခကြီးတို့ရဲ့အထီးကျန်မှုကိုဖြည့်ဆည်းပေးဖို့အတွက်ဂျပန်ရဲ့တဲစင်နဲ့သွေးနှုတ်မှုမရှိတဲ့အဂီတာမျိုးနဲ့ဝင်ခွေးပေါက်ကလေးတစ်ကောင်ကိုလက်ဆောင်ဖြစ်ပေးပို့ခဲ့ပါတယ်။အဲ့ဒီခွေးလေးကစီးနေလို့ဖြူဖွေးနေပြီးတော့ရောက်ကဆက်ကလွန်အားနဲ့လွန်းလို့ဒေလူမတက်ဖြစ်နေခဲ့တာပါ။သားသမီးမရှိတဲ့ဘာမခကြီးတို့ကခွေးလေးကိုမြင်မြင်ချင်းပဲရင်ထဲမှာမြစ်တာလိုင်းတွေအလိမ့်လိုက်တက်လာခဲ့ပါတယ်။သူကခွေးလေးကိုခန်းထဲကိုခေါ်သွင်းစောင်းတွေထက်ထက်ခြုံမိပြီးတော့မတရားကိုယ်တိုင်နှုတ်ကြတိုက်ကြွေးကအသေးစိတ်ပြုစုခဲ့ပါတယ်။ခွေးလေးရဲ့ရှေ့ခြေထောက်နှစ်ဖက်ဟာဂျပန်ကနန်းရှစ်ပုံတန်းလေးဖြစ်နေတာကြောင့်ပါမောက္ခကြီးကဂျပန်လိုရှစ်လို့အဓိပ္ပာယ်ရတဲ့ဟာချီဆိုတဲ့နာမည်လေးကိုပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူ့ကိုအမြတ်တနိုးနဲ့ဟာချီကိုလို့အားလုံးကခေါ်ခဲ့ကြတာပါ။ဟာချီကိုလေးပြန်လည်ကျမ်းမာလာတဲ့အခါပါမောက္ခကြီးတို့ရဲ့အိမ်လေးကရေတံနေနဲ့ပြည့်သွားခဲ့ပါတယ်။ပါမောက္ခကြီးကသူ့ကိုခွေးတစ်ကောင်လိုအပြင်မှာချီမထားပါဘူး။အိမ်ထဲမှာအတူတူအိတ်တယ်။ဇနီးဖြစ်သူနဲ့အတူတူခမင်းဆိုင်ရင်လည်းဟာချီကိုလေးကဘေးမှာအမီးလေးတစ်လုံးလုံးနဲ့ရှိနေတတ်ပါတယ်။ပို့ပြီးတော့ကြည်နူးစရာကောင်းတာကပါမောက္ခကြီးရေချိုးရင်တောင်ဟာချီကိုလေးကရေကန်ဘေးမှာထိုင်ပြီးတော့စောင့်နေတတ်တာပါပါမောက္ခကြီးကညနေဘက်အလုတ်ကနေပြန်လာရင်ဧကန်းထဲမှာဟာချီကိုလေးနဲ့လူလိန်စော်ကစားရင်းသူ့ရဲ့ပင်မသမျှတွေကိုမေ့ဖြောက်ခဲ့ရပါတယ်ဟာချီကိုကပါမောက္ခကြီးတို့ရဲ့သွေးသားရင်းတစ်ယောက်လိုဖြစ်သွားခဲ့တာပါဒီလိုနဲ့ဟာချီကိုအသက်တစ်နှစ်ကျော်ရွယ်ကြီးပြင်းလာတဲ့အခါသူတို့သားဖတွေကြားမှာကဘာပေါ်မှာအလှပဆုံးအလေးထားတစ်ခုစတင်ခဲ့ပါတယ်မနေ့ကနဲ့ညနေခင်းရဲ့နေ့စဉ်လှုပ်ရှားမှုတွေဟာအိမ်ထဲမှာမဟုတ်တော့ဘဲနဲ့လမ်းမပေါ်တီကိုရောက်လာခဲ့ပါတယ်။နေ့တိုင်းမမောက္ခကြီးလှုပ်သွားဖို့အိမ်ကထွက်လာရင်ဟာချီကိုလေးကဘေးကနေအမီးလေးတစ်လုံးလုံးနဲ့လိုက်ဖို့တတ်ပါတယ်။ရှိဘူးရဘူးတယုံတကားဝါကိုရောက်တဲ့အခါမမောက္ခကြီးကဟာချီအိမ်ပြန်တော့ညနေကျမှတွေ့မယ်နော်လို့ပြောပြီးရထားပေါ်တက်သွားတတ်ပါတယ်။အဲ့ဒီကဟာချီကိုလေးကလိမ္မာပါနဲ့စော်နဲ့အိမ်ကိုပြန်လာတတ်ပါတယ်။ပြီးတော့ညနေ3 နာရီရထားပြန်ဆိုင်မဲ့အချိန်ဆိုရင်ဘယ်သူကမှနိုင်တိုက်ပေးမထားဘဲနဲ့ဟာချီကိုလေးဟာအိမ်ကနေဘူရာယုံစီကိုတက်တက်မတ်မတ်လမ်းလျှောက်သွားပြီးတော့ဘူရာယုံရှိကကရီမိုနိုကုန်းလေးရဲ့ဘေးမှာအချိန်ခွက်တီထိုင်ဆောင်နေတတ်ပါတယ်။ရထားဘော်ကခီးတဲ့တွေအများကြီးထွက်လာတဲ့ကြားတွေကပါမောက္ခကြီးရဲ့ပုံရိပ်ကိုမြင်လိုက်တာနဲ့ဟာချီလေးဟာအမီးလေးကိုဟွေရန်ပါမောက္ခကြီးရဲ့ရင်ခွင်ထဲကိုပြေးဝင်သွားပြီးတော့လေဘက်တွေကိုရှာနေရက်ပါတယ်။ပါမောက္ခကြီးကလည်းဘာသာလေးစောင့်နေရတာကြာပြီလားဆိုပြီးပွတ်ဖက်လို့သားဖနှစ်ယောက်လမ်းလျှောက်ပြီးတော့အိမ်ပြန်လာခဲ့ကြတာပါ။ဒီမိဝင်းကိုမြင်ရတဲ့ဘူရာယုံကဝင်နှန်းနေတဲ့ဈေးသည်တွေဟာနေတိုင်းပြုံးမိကြပြီးတော့သူတို့သားဖကိုအမြဲတမ်းမိုးထားချီနေခဲ့ကြပါတယ်1925ခုနှစ်မေလ21ရက်နေလေးကတော့တာမန်နေလေးတစ်နေ့ပါပဲဒါပေမဲ့အရာအလုံးကသွေးပြက်စရာကောင်းလောက်ထာဝရပြောင်းလဲသွားခဲ့ပါတယ်အဲ့ဒီနေ့ညနေ3 နာရီမှာဟာချီကိုကထုံးစံအတိုင်းဘူရာယုံတကားဝါမှာအမီးလေးတစ်လုံးလုံးနဲ့လာထိုင်ဆောင်နေပါတယ်ခဏကြာတော့ရထားဆိုင်လာပြီးလူတွေအများကြီးဖြတ်တန်းသွားလာကြပါတယ်ဟာချီကိုကလူအုပ်ကြီးထဲမှာပါမောက္ခကြီးရဲ့မျက်နှာကိုစက္ကန့်မလက်လိုက်ရှာနေပေမဲ့သူမျောလင့်နေတဲ့ပါမောက္ခကြီးကတော့ပါမလာခဲ့ပါဘူး။နောက်ထပ်ရထားတစ်စင်းထပ်ဆိုင်တယ်။ထပ်ပြီးလူတွေထွက်လာတယ်။ဒါပေမဲ့ပါမောက္ခကြီးရှိမနေခဲ့ပါဘူး။တကယ်တော့အဲ့ဒီတည်းမနဲ့ပါမောက္ခကြီးကတက္ကသိုလ်မှာစာသင်ရင်းနဲ့ခေါင်းထဲမှာသွေးကြောပြက်ပြီးတော့ရုတ်တရက်ကွယ်လွန်သွားခဲ့တာပါ။ဒါကိုဟာချီကိုကမသိရှာပါဘူး။သူဟာညင်းနေတဲ့အထိဘူရာယုံမှာလူတွေအကုန်ရှင်းသွားတဲ့အထိဘူရာယုံရှိမှထိုင်နေခဲ့တာပါ။နောက်ရက်တွေနောက်လတွေမှာလည်းညနေ3 နာရီရထားဆိုင်တိုင်းပါမောက္ခကြီးထွက်လာမလားဆိုပြီးဘူရာယုံတကားဝါကိုမျက်တောင်မခတ်တန်းလာရောက်ဆောင်ဆိုင်နေခဲ့ပါတယ်ပါမောက္ခကြီးကွယ်လွန်သွားပြီးတဲ့နောက်မှာသူတို့ရဲ့မိသားစုကလည်းအင်ကြီးကိုရောင်းချပြီးတော့တခြားဒေသကိုပြောင်းရွှေ့သွားခဲ့ကြပါတယ်ဟာချီကိုလေးကတော့ဘူရာယုံမှာကျန်းခဲ့ပါတယ်ပါမောက္ခကြီးရဲ့ဆွေမျိုးတွေကဟာချီကိုတနာတာကြောင့်တိုကျိုမြို့နဲ့လွန်ဝေးကွာလာတဲ့ဟာဆာကူဆာဆိုတဲ့ဒေသကိုပြောင်းသွားတဲ့အခါဟာချီကိုလေးကိုခေါ်သွားပြီးတော့ကျွေးမွေးဆောင်ရှောက်ခဲ့ပါတယ်
ဒါပေမဲ့ဟာချီကိုကဝေးကအိမ်တင်မှာအစားလဲမစားအိမ်လဲမအိမ်ဖက်နဲ့တခင်ကိုပဲလွမ်းနေခဲ့တာပါနောက်ဆုံးသူကအခွင့်ရေးရတယ်နဲ့အိမ်သစ်ကနေတိတ်ဆိတ်ထွက်ပြေးခဲ့ပါတယ်လမ်းကြီးမှာဘာအစားမှလည်းမစားရပဲကားတွေတိုက်မိမလို့ဖြစ်တခြားလမ်းမေးခွေးရဲ့ကက်ခဲမှုကိုခံရတဲ့အခက်အခဲပေါင်းများစွာကိုကြော်ဖြတ်ပြီးတော့သူမှတ်မိတဲ့တခုတည်းသောနေရာဖြစ်တဲ့ချီဘူယာဘူဒိုင်အောင်ရှိရာစီကိုမိုင်းမောင်းများစွာဝေးကွာတဲ့လမ်းခရီးကိုချီချီပြန်ပြီးတော့ထွက်ပြေးခဲ့ပါတယ်သူပြန်ရောက်လာတော့သူ့ရဲ့တကူလုံးမှလည်းတန်ရာတွေနဲ့ပါဘူဒိုင်ရုံကိုပြန်ရောက်လာတဲ့အခါဟာချီကိုအရင်လိုတန်ရှင်းလှပတဲ့ခွေးလေးတစ်ကောင်မဟုတ်တော့ပါဘူးညစ်ပတ်ပေးရေးပြီးတော့အနက်အသက်ဆိုးတွေထွက်နေတဲ့လမ်းမွေးခွေးတစ်ကောင်ကြီးဖြစ်သွားခဲ့ပါပြီအစားပိုင်းမှာဘူဒိုင်ရုံကလူတွေနဲ့ဈေးသည်တွေဟာချီကိုတိကျပေးမဲ့ကြာလာတော့သူတို့လည်းစိတ်မရှိတော့ပါဘူးဘာလို့လဲဆိုတော့ဟာချီကိုခီးတဲ့တွေသွားလာတဲ့လမ်းပိတ်အောင်တကားဝမှာနေ့တိုင်းလာထိုင်နေတတ်လို့ပါဈေးသည်တွေကလည်းဒီခွေးဆုပ်ပလို့ဘာလို့ဆိုင်ရှိမှလာရှုံနေတဲ့ဆိုပြီးမောက်ထုတ်ကြပါတယ်ခီးတဲ့ချိုးနဲ့ကလေးတွေကလည်းညှို့ရှားပြီးတော့ခဲနဲ့ပေါက်ကြတယ်အနိုင်ချင်းကြတယ်ဟာချီကိုခဲမှန်လို့နာကျင်မိမဲ့ဝေးဝေးကိုမပြေးပါဘူးအနီးနားကတက်တိုင်လေးရဲ့နောက်မှာခဏပုံပြီးလူချင်းရင်ဘူဒိုင်ရုံရှိကိုပြန်လာပြီးတော့ထိုင်ဆောင်နေပါတယ်စောင်းရဲ့တန်းကြောင့်နှင်းနေခဲနေပါစေမိုးတွေတက်တက်မမဲရွာနေပါသည်သူကလုံးဝမဖယ်ခွာခဲ့ပါဘူးဒီလိုနဲ့9နှစ်ကျော်ကြာသွားပြီးတဲ့နောက်1932ခုနှစ်မှာတော့ထူးခြားတဲ့အလဲပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဘာမောက်ကကြီးရဲ့တပည့်ဟောင်းတစ်ယောက်ဖြစ်သူကချီဘူယာဘူဒိုင်ယံကိုရောက်လာရင်းနဲ့လမ်းရတွေညစ်ပတ်မှုတွေနဲ့တခင်ကိုထိုင်ဆောင်နေတဲ့ဟာချီကိုမှတ်မိသွားခဲ့ပါတယ်။သူကစိတ်မကောင်းလို့ဟာချီကိုရဲ့စာနာစရာကြည်ကွဲစရာကဘာမချေတဲ့တစ္ဆာတရားဇာတ်ကြောင်းကိုဂျပန်နိုင်ငံရဲ့အကြီးဆုံးသတင်းစာတစ်စောင်စီကိုပေးပို့ခဲ့ပါတယ်။သတင်းစာရဲ့မျက်နှာဖုံးမှာတော့တစ္ဆာရှိတဲ့ခွေးရိုကြီးဟာလွန်ခဲ့တဲ့9နှစ်ကကွယ်လွန်သွားခဲ့တဲ့တခင်ကိုဒီနေ့ထိစောင့်နေသေးဆိုတဲ့ခေါင်းစဉ်နဲ့ဟာချီကိုရဲ့ပုံကြီးပါလာခဲ့ပါတော့တယ်။ဒီသတင်းထွက်လာတဲ့နေ့မှာလည်းဂျပန်နိုင်ငံလုံးလှုပ်ခတ်သွားခဲ့တယ်။အရင်ကဟာချီကိုခဲနဲ့ပေါက်တဲ့သူတွေမောက်ထုတ်ခဲ့တဲ့ဘူဒိုင်ယုံကလူတွေဟာတကယ်တော့ဒီခွေးလေးကလေလွတ်နေတာမဟုတ်ဘဲနဲ့သခင်ရဲ့အပေါ်မှာတစ္ဆာစောင့်တည်နေတာမှတည်သွားတဲ့အခါသူတို့ရဲ့လုပ်ရက်အတွက်နောင်နာတွေကြီးစော်ရပြီးညှိကြခဲ့ကြပါတယ်။အဲ့ဒီနေ့ကစပြီးတော့လူတွေရဲ့ဆက်ဆံမှုကရုတ်တရက်ပြောင်းလဲသွားခဲ့တယ်။ဘူဒိုင်ယုံကဝင်တဲ့နေ့ကဟာချီကိုဘူဒိုင်ယုံထဲမှာအိတ်ခွင်ပေးတယ်။ဈေးသည်တွေနဲ့ခီးသည်တွေကနေ့တိုင်းတန်ရှင်းလက်ဆက်တဲ့အမဲသားတွေအစားအစာတွေကိုလာကျွေးကြတယ်။သူ့ကိုလာရောက်ပွင့်ဖက်ပြီးတော့ငိုကြတဲ့သူတွေမယူဆိုင်ပေးကြတဲ့သူတွေနဲ့ချီဘူဒိုင်ယုံကမြေတာကဘာကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ဟာချီကိုကတော့ဘသူ့ကိုမှစိတ်ဝင်စားခဲ့ပါဘူး။သူစိတ်ဝင်စားတာကညနေ3 နာရီရထားပွင့်လာရင်ထွက်လာမဲ့ပါမောက်ခါကြီးတယောက်တည်းကိုပါ။သူကတရက်လည်းမဟုတ်တလားလည်းမဟုတ်ပါဘူး။9နှစ်နဲ့9လတိုင်တိုင်နေ့တိုင်းနေပါအဲ့ဒီနေရာလေးမှာထိုင်ဆောင်နေခဲ့တာပါနောက်ဆုံး1935ခုနှစ်မတ်လ10ရက်နေ့တက်တက်မဲမဲကြာနေတဲ့မနက်ခင်းတစ်ခုမှာတော့အသက်17နှစ်အရွယ်ရှိပြီဖြစ်တဲ့ပုံမင်းရင်ရောပြီးတော့ယောဂဝေဒနာခံစားနေရတဲ့ဟာချီကိုလေးဟာချီဘူဒိုင်ယုံရဲ့လမ်းမေးတနေရာမှာလဲကျနေခဲ့ပါတယ်သူ့ရဲ့မှုံဝမ်းနေတဲ့မျက်လုံးတွေထဲမှာတော့နေ့ကြားထဲကနေထွက်လာတဲ့ပေါမောက်ကကြီးရဲ့ပုံရိပ်ကိုမြင်အောင်ရင်တခင်စီကိုအပြေးသွားတဲ့အိမ်မက်နဲ့တူအေးခဲပြီးတော့ငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့ရှာပါတော့တယ်။ဟာချီကိုကွယ်လွန်သွားပြီးတဲ့နေ့မှာတော့ဂျပန်နိုင်ငံလုံးဝမ်းနည်းပူဆွေးမှုတွေနဲ့လွှမ်းမိုးသွားခဲ့ပါတယ်။သူ့ရဲ့ရုံလန်းကိုပေါမောက်ကကြီးရဲ့တင်းချိုင်းကူဘေးမှာကတ်လျက်တကြိုပေးခဲ့ကြပါတယ်။အခုခေတ်ရှိဘူရာဘူဒိုင်ယုံရဲ့တကားဝမှာဟာချီကိုရဲ့ကြေးရုပ်ထုကလေးကိုစိုက်ထူထားတာဟာသူတစ်သက်လုံးသခင်ကိုထိုင်ဆောင်နေခဲ့တဲ့နေရာလေးပဲဖြစ်ပါတယ်။ EBM ဇလင်းလေးကကျွန်တော်တို့ကိုတစ္ဆာတရားရဲ့တန်ဖိုးကိုအတိပေးခဲ့တာပါ။တလိမ့်ဆန်တစ်ကောင်တော်မှသူ့ဘောကောင်းခဲ့တဲ့မေတ္တာတရားကိုမေ့မသွားပဲဘဝတစ်ခုလုံးနဲ့ယဉ်ပြီးတော့တစ္ဆာဆောင်တည်သွားခဲ့ရင်ကျွန်တော်တို့လူသားတွေဟာအချင်းချင်းရဲ့အပေါ်မှာကိုယ့်အပေါ်ကောင်းခဲ့တဲ့လူတွေရဲ့အပေါ်မှာဘယ်လောက်တောင်တစ္ဆာရှိဖို့လိုအပ်မလဲဆိုတာကိုဆင်ခြင်စရာပါပဲ။ပတ်ဝန်းကျင်ကမင်းပေါ်တစ္ဆာပြစ်ပါစေ။မင်းဘက်ကတော့ကိုယုံကြည်တဲ့အမှန်တရားနဲ့မေတ္တာတရားရဲ့အပေါ်မှာတစ္ဆာရှိရှိရပ်တည်သွားပါ။ဒီဖြစ်ရမှန်ဇလန်းလေးကနေတင်တစ်ခုခုခန်းစားသွားခဲ့ရတဲ့ဆိုရင်ကျွန်တော်ရဲ့ကြိုးစားမှုကိုအတိအမှန်ပြုတဲ့အနေနဲ့ subscribe လေးနှိပ်ပေးခဲ့ပါဦး။ awareness ကမိတ်ဆွေနဲ့အတူအမြဲရှိနေမှာပါကျေးဇူးတင်ပါတယ်ခင်ဗျာ